အာဏာသိမ်းမှုအလွန်မြမပဋိပက္ခတွေကြားကျောင်းနေအရွယ်ကလေးတွေရဲ့အခြေခံပညာသင်ယူခွင့်ဟာအကျက်အတဲဖြစ်နေတော့မယ်လို့မြမဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့ ISP မြန်မာကဇွန်23ရက်နေ့မှာစစ်တမ်းတစ်စောင်ထုတ်ပြန်ပါတယ်။2026-2029ပညာသင်တဲ့ကျောင်းဖွင့်ချိန်မှာအကြောင်းမျိုးကြောင့်အခြေခံပညာသင်ယူခွင့်ဆုံးရှုံးနေသူ6.3တန်းကျော်ရှိနေစေမို့မြမပညာရေးဟာအဆင့်မီပညာရေးကိုမမျှော်မှန်းနိုင်တဲ့အပြင်အခြေခံပညာရေးလက်လန်းမီမှုမှာတင်အကျက်အတဲဖြစ်နေတာပါ။ ISP မြန်မာရဲ့ချက်လက်တွေအရအခြေခံပညာကျောင်းအနှံသူဦးရေ6.8တန်းသာရှိခဲ့ပြီးအခြေခံပညာသင်ယူရမယ့်ကျောင်းနေရွယ်ဦးရေ73တန်းဝန်းကျင်နဲ့တွက်ချက်ရင်ပညာသင်နှစ်တစ်နှစ်ထဲမှာပင်အခြေခံပညာသင်ယူခွင့်ဆုံးရှုံးသူထက်ဝက်နီးပါးရှိခဲ့ပါတယ်။လက်ရှိပညာသင်နှစ်ကစလို့ဆိုရကျောင်းတွေမှာအတန်းဝင်ခွင့်စာမေးပွဲ placement test တွေကိုအသက်15နှစ်အထိပဲကန့်သက်ထားပြီးမူလတန်းနဲ့အလယ်တန်းကိုအဓိကရွေထားတာကြောင့်အထက်တန်းအရွယ်ကျောင်းပြန်တက်ချင်သူတွေအတွက်အချက်စိုက်နေရတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ပေးရှောင်ရင်တခြားဒေသကိုရောက်လာတဲ့ကျောင်းသူကျောင်းသားတွေဟာကျောင်းထွက်လက်မှတ်မရှိတာ၊ကျောင်းပြောင်းလက်မှတ်ထုတ်မရနိုင်တာတွေကြောင့်ကျောင်းမအပ်နိုင်ပဲအခက်အခဲဖြစ်နေကြတာပါ။ပြည်ပခါမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကလည်းအစားထိုးပညာရေးအတွက်နှီးပေါင်းစုံနဲ့ကြိုးပမ်းနေကြပေမဲ့စီးရေးအခြေအနေအခြေခံအဆောက်အုံလိုအပ်ချက်စတာတွေကြောင့်အကန့်အသတ်တွေရှိနေပြီးအင်တိုက်အားတိုက်မလုပ်နိုင်ဘူးလို့ ISP မြန်မာကထောက်ပြပါတယ်။မြို့သားညီညွတ်ရေးဆိုရ NUG ရဲ့ဂျာကာလာပညာရေးအစီအမံဖြစ်2023-2024ခုနှစ်ပညာသင်တဲ့အတွက်မြေပြင်ကျောင်းတွေမှာကျောင်းသူကျောင်းသား9,29860ဦးကိုပညာသင်ပေးနေတာပါ။ဒါပေမဲ့လက်ရှိပညာသင်တဲ့မှာတော့ဘလို့အစီအမံတွေရှိလဲဆိုတာမသိရသေးပါဘူး။ဒီအပေါ်တန်လွင်တိုင်းကြီးနဲ့မြို့သားညီညွတ်ရေးဆိုရ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူထံအခြေခံပညာရေးနဲ့ပတ်သက်ပြီးဘလို့တွေစီမံထားသလဲဆိုတာသိရှိနိုင်ဖို့ဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။တအန်းပြည်ပညာရေးကောင်စီ TLEC ရဲ့ထုတ်ပြန်ချက်ထဲမှာတော့2024-2025ခုနှစ်ပညာသင်တဲ့မှာကျောင်းသူကျောင်းသား9000နီးပါးကိုပညာသင်ပေးခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကမျိုးတွေပြန်သိမ်းတာလေကြောင်းတိုက်ခိုက်တာတွေကြောင့်အခုပညာသင်တဲ့မှာတော့စာသင်ကျောင်း200ဝန်းကျင်ပိတ်လိုက်ရတယ်လို့ကျောင်းအနှံတဲ့ရေအတွက်လည်း9000ဝန်းကျင်ပဲရှိတယ်လို့ ISP မြန်မာရဲ့စစ်တမ်းမှာဖော်ပြပါတယ်။မြန်မာပညာရေးဟာအာဏာမသိမ်းခင်တုန်းကလိုမျိုးပြန်ဖြစ်ဖို့ခက်ခဲနေဦးမှာဖြစ်ပြီးစီးပွားရေးအဆင်မပြေလို့အင်ကိုကူဖို့နဲ့ကျောင်းစရိတ်မတက်နိုင်တာတွေစစ်ပေးပဋိပက္ခကြောင့်ကျောင်းကိုစွန့်ခွာရသူတွေနိုင်ငံခြားထွက်အလုပ်လုပ်ဖို့ကျောင်းကိုစွန့်ခွာရသူတွေအများပြားရှိနေတာပါ။တစ်ဖက်မှာစစ်တပ်အသွင်ပြောင်းဆိုရကပညာရေးကဏ္ဍအတွက်နိုင်ငံတော်ဘတ်ဂျက်ကို2016-2029ဘဏ္ဍာနှစ်မှာ6.92ရာခိုင်နှုန်းသုံးမယ်လို့ဦးမြင့်အောင်လှိုင်ကထုတ်ပြောထားပြီးလာမယ့်ဘဏ္ဍာနှစ်မှာတော့10ရာခိုင်နှုန်းထက်မနည်းတိုးသုံးမယ်လို့ဆိုပါတယ်။သူဦးဆောင်တဲ့အစိုးရတပ်တန်း9နှစ်အတွင်း20ရာခိုင်နှုန်းအထိရအောင်တိုးသွားမယ်လို့ဆိုထားပေမဲ့ပညာရေးကဏ္ဍအတွက်လက်ရှိသုံးစွဲမှုဟာ2020-2021ခုနှစ်မှာသုံးစွဲခဲ့တဲ့10ရာခိုင်နှုန်းကျော်ကိုတောင်ပြန်မရောက်သေးဘူးလို့ ISP မြန်မာကထောက်ပြထားပါတယ်။